အောင်ရင်ခွဲငါဆွဲထုတ်ပြန်ပေးလို့ ဟဲ့အောင်သုံးလုံးတော်မင်းဘာတွေပြောနေတာတော့ ဟဲ့ဟုတ်သားပဲမင်းရင်ခွဲကိုဘာတွေမေးနေတာတော့မင်းယူတာကိုမြင်တယ်လို့ငါ့ကိုပြောတဲ့လူတယောက်ရှိတယ်ကွာဟာငါမယူဟဲ့အောင်ငါမယူယူမယူမင်းပစ္စည်းတွေရှာရင်သိမှာပဲကွာဟဲ့အောင်စိန်တလုံးသူ့ကိုယ်လုံးမရှာလိုက်ငါသူ့ပစ္စည်းတွေရှာကြည့်မယ်အေးငါရှာကြည့်ပေးမယ်မတွေ့ရင်တော့မင်းထပ်မဆွဆွဲအောင်နော်မင်းအလုံးလုံးဆွဲကြည့်ဟဲ့အောင်ငါမယူပြီးမှရှင်းပြပါမယ်ကွာမတွေ့ဘူးကွာမင်းဇက်ဘူးလက်ချက်မမိလို့ပေါ့ကွာဟဲ့အောင်ဒါဘာသဘောတော့မင်းမယူတာပြောတော့ငါဟိုကောင်ပြဿနာရှာမှာဆိုလို့ငါမယူပါဘူးကွာငါအဲ့ကောင်ဆွဲကြိုးငါတွေ့တာငါသူ့ကိုပြန်ပေးမလို့ပဲ तू ဝင်လာပြီးအဲ့လိုပြောလိုက်တော့ငါခုပေးလိုက်ငါတခုလို့ထင်ပါဆိုလို့ငါမပေးဘဲနေမိတာပါကွာအေးကွာအေးအောင်မင်းနောင်းနေသူ့ဟာတော့ပြန်ပေးပြအောင်ပြေးလိုက်ရောအေးစိန်တလုံးငါသုံးလုံးတစ်ထောင်နောင်းနေပြန်ပေးလိုက်မယ်နော်တကယ်ချင်းဟဲ့အောင်ရင်ခွဲငါခေါင်းအောက်ကပတ်စံပြန်ပေးရောဟာငါတော့ငါမင်းပြောနားမလဲဘူးဟဲ့အောင်မင်းမသိချင်အောင်မဆောင်နဲ့ကွာရောပြီးခဲ့တဲ့တစ်ခေါက်ကလည်းငါမင်းကိုဖုံးပေးပြီးရောခုလဲကွာမင်းထပ်မလုံးတင်ဘူးကွာငါမယူပါဘူးကွာမင်းကလည်းပြီးခဲ့တဲ့တစ်ခေါက်ကလည်းငါမတော်တဆပါလို့ခုလဲပြန်ပေးပြီးသွားပြီမဖြစ်နိုင်ဘူးကွာရောတစ်ခါယူပြီးတဲ့ငါတကယ်မယူပါဘူးစိန်တလုံးရငါ့ကိုအဲ့လိုမစွတ်ဆွဲပါနဲ့တော်ပြီရောအကျင့်ဆိုတာဖြောက်ရခတ်တယ်ကွာမင်းတို့အကျင့်ရှိတဲ့ကောင်နဲ့ငါတခန်းနဲ့တူနေရတာနောက်ကျောမလုံးငါပဲပြောင်းမယ်ဟာတကယ်ချင်းဟာငါတခါလေးမတော်တဆပြစ်မိပါတော့ကွာငါမြဲတဲ့သခိုးကြီးဖြစ်ရတော့မဟုတ်ဘူးတကယ်ချင်း